စင်ဖြူရွာဆိုသည်မှာတောင်တန်းကြီးများဝိုင်းရံထားပြီးစိမ်းမောင်သောတောနက်ကြီး၏အဆက်တွင်ကက်လျက်တည်ရှိသောရွာကလေးတစ်ရွာဖြစ်သည်ထိုရွာကလေးသည်မြို့ပြနှင့်ဝေးကွာလွန်းလာသဖြင့်ခေတ်မီစံသစ်မှုများနှင့်အလှမ်းဝေးကာရှေးရိုးဆွဲယုံကြည်မှုများနတ်တေဝါကိုးကွယ်မှုများနှင့်သာအသက်မွေးကြသည်ရွာသူရွာသားအများစုသည်လယ်ယာစိုက်ပျိုးခြင်းနှင့်တောလိုက်ခြင်းလုပ်ငန်းကိုသာအဓိကလုပ်ကိုင်ကြသဖြင့်တောတောင်ရေမြေ၏သဘောတဘာဝကိုအလွန်ကျွမ်းကျင်ကြသူများဖြစ်သည်သို့တော်လည်းစင်ဖြူရွာ၏သမိုင်းတွင်လူပေါင်းများစွာတပြိုင်နက်တည်းအသက်ပြောက်ခဲ့ရသည့်ထူးဆန်းစမ်းကြယ်လှသောဖြစ်ရဆိုးကြီးတစ်ခုရှိခဲ့ဘူးသည်ထိုဖြစ်ရဆိုးကြီးဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင်စင်ဖြူရွာသည်၆လန့်လွန်းသောရွာပြက်ကြီးတစ်ခုအလားတိတ်ဆိတ်ငြိမ်သက်သွားခဲ့ရသည်ဆောင်းဦးပေါက်အေးစိမ်သောရာသီတစ်ခုတွင်စင်ဖြူရွာမှထွားကြိုင်းတန်မာသောမူဆိုးလူငယ်တစုသည်ရွာတွင်အမဲသားငါရှားပါလာသဖြင့်တောနက်ထဲသို့အမဲလိုက်ရန်ပြင်ဆင်ကြသည်ထိုအဖွဲ့တွင်ခေါင်းဆောင်အဖြစ်တောလိုက်သက်တမ်းရင့်ကျက်လာသောမူဆိုးကြီးဦးစံဖေကတာဝန်ယူပြီးရင်းနောက်တွင်ရွာမှသွေးကြွနေသောလူငယ်များဝိုင်းဝန်းပါဝင်ကြသည့်အဖွဲ့တွင်ပါဝင်သောလူဦးရေစုစုပေါင်းမှာ10ယောက်နှင့်အထက်ရှိပြီးအားလုံးသည်တူမီတနက်ကိုစီဓားကိုစီဖြင့်အမဲလိုက်ရာတွင်လက်ဖြောင့်သူများဖြစ်ကြသည်သူတို့သည်အိမ်သူအိမ်သားများကိုနှုတ်ဆက်ကာတောနက်ကြီးထဲသို့ဝင်ရောက်ခဲ့ကြသည်ရွာသားများကမူပုံမှန်အတိုင်း3-4ရက်အတွင်းအမဲသားများနှင့်အတူပြန်လာလိမ့်မည်ဟုသာမျှော်လင့်နေခဲ့ကြသည်ညီသူမျှဤခရီးသည်နောက်ဆုံးခရီးဖြစ်သွားလိမ့်မည်ဟုမတွေးမိခဲ့ကြချေမူဆိုးဖွဲ့သည်တောနက်ထဲသို့3ရက်တိုင်ဝင်ရောက်ခဲ့တော်လဲထူးဆန်းစွာပင်ရှင့်တကောင်ဖြန်တကောင်မျှပင်မတွေ့ရဘဲတောတစ်ခုလုံးစိတ်သုံးနေခဲ့သည်စတုထမြောက်ညတွင်သူတို့သည်တောနက်ကြီး၏အလဲဗဟိုရှိချောင်းဆက်တစ်ခုအနီးတွင်စခန်းချခဲ့ကြသည်ထိုညသည်လကွယ်ညဖြစ်သဖြင့်ပတ်ဝန်းကျင်တစ်ခုလုံးပိမ့်ပိတ်အောင်မှောင်မဲနေပြီးတောရင်းတရိษံများ၏အော်တန်များပင်ထွက်မလာဘဲတကောလုံးလေးလံထိုင်းမိုင်းနေသည်မြင်းတကောင်ရန်အချိန်သို့ရောက်သောအခါကင်းဆောင်နေသောလူငယ်တစ်ယောက်သည်ချောင်းတစ်ဖက်ကမ်းတွင်အဖြူရောင်အရိပ်အာဝါဒတစ်ခုလှုပ်ရှားနေသည်ကိုမြင်လိုက်ရသည်သူကအဖွဲ့သားများကိုနှိုးလိုက်သဖြင့်အားလုံးနိုးလာကြပြီးတနက်များကိုအသင့်ပြင်ကအသာအရာချောင်းမြောင်းကြည့်ရှုကြသည်မြူနှင်းများကြားထဲမှထွက်ပေါ်လာသောတတဝါမှာပုံမှန်မြင်တွေ့နေကြဆက်သို့မဟုတ်ရေမျိုးမဟုတ်ချေတကိုယ်လုံးဖြူဖွေးဤနေကအမွေးမြင်များမှာလမ်းမင်းဤအလင်းရောင်မရှိဘဲပင်တောက်ပနေတကယ်သို့ရှိသည်သို့သောအကြောက်စရာအကောင်းဆုံးအချက်မှာထိုတတဝါကြီး၏မျက်လုံးနှလုံးသည်သွေးကဲ့သို့နီရဲနေပြီးလူကိုစူးစိုက်ကြည့်နေခြင်းပင်မူဆိုးကြီးဦးစံဖေကဒါတာမန်တတဝါမဟုတ်ဘူးမပြစ်ကြနဲ့ဟုတားမြစ်တော်လဲတောလိုက်ရလိုသောဖြင့်စိတ်ကြွနေသောလူငယ်များကနားမထောင်တော့ဘဲတနက်ခလုတ်များကိုတပြိုင်နက်တည်းဆွဲညစ်လိုက်ကြတော့သည်တနက်တန်များသည်တောနက်ကြီးတစ်ခုလုံးဟိန်းခနဲမြည်ဟဲသွားပြီးထိုဖြူဖွေးသောတတဝါကြီးသည်နေရာတွင်ပင်လဲကျသေဆုံးသွားခဲ့သည်မူဆိုးလူငယ်များသည်အလွန်ဝမ်းသာသွားကြပြီးထိုတတဝါကြီး၏အသားများကိုဖယ်ရှားကာမိဘုံကြီးဘေးတွင်ကင်ကြချက်ကြပြီးပျော်ပျော်ပါးပါးစားတောက်ကြတော့သည်ဦးစံဖေသည်စိတ်ထဲတွင်တခုခုမတင်ကားသဖြင့်အသားကိုလုံးဝမမြည်စမ်းပဲဘေးတွင်ထိုင်ကြည့်နေခဲ့သည်အသားများကိုစားတောက်ပြီးချင်းမှာပင်ထူးဆန်းသောအပြောင်းလဲများစတင်လာသည်အသားစားထားသောလူငယ်များအားလုံး၏မျက်လုံးများသည်သွေးကဲ့သို့နီရဲလာကြသည်သူတို့သည်အသက်ရှူတန်များပြင်းထန်လာပြီးတယောက်ကိုတယောက်စူးစိုက်ကြည့်ကာသွားများကိုတကြိတ်ကြိတ်ကွဲလာကြသည်သူတို့၏စိတ်အာရုံတွင်ဘေးနားရှိတငယ်ချင်းများကိုလူအဖြစ်မမြင်တော့ဘဲမိမိကိုရန်ပြုမိဘီလူတရဲ့အနိဋ္ဌာယုံများအဖြစ်သာမြင်မှတ်လာကြခြင်းဖြစ်သည်ရုတ်တရက်ဆိုသလိုလူငယ်တယောက်ကဓားကိုဆွဲကာဘေးနားကလူကိုခုတ်ပစ်လိုက်သည်ထိုအချိန်မှစ၍တကောလုံးယုံရင်းဆန်ခတ်ဖြစ်ပြီးအပြန်အလှန်တက်ဖြတ်ပွဲကြီးစတင်ပါတော့သည်တနက်တန်များတဒုံဒုံမြည်ဟဲခြင်းဓားချင်းခုတ်မိ၍မီးပွင့်ခြင်းများနှင့်အတူနာကျင်စွာအော်ဟစ်ညီးတွားသံများသည်တောနက်ကြီးတစ်ခုလုံးတွင်ဖုံးလွှမ်းသွားသည်ဦးစံဖေသည်ဝင်ရောက်တားဆီးရန်ကြိုးစားတော်လဲသွေးယူသွေးတန်းဖြစ်နေသောလူငယ်များကသူ့ကိုပါဝိုင်းဝန်းရန်ပြုကြသဖြင့်ဦးစံဖေသည်တောထဲသို့အလန့်တကြားထွက်ပြေးခဲ့ရသည်အမှောင်ထုထဲတွင်တယောက်ကိုတယောက်ရရက်ဆက်ဆက်ခုတ်ဖြတ်နေကြသောမြင်ကွင်းသည်ငရဲပြေကဲ့သို့ပင်ဆက်ဆုပ်ယွန်ရှာဖွေကောင်းလာသည်နောက်တစ်နေ့နနက်ခင်းမြူနှင်းများကွာကျသွားသောအခါစင်ဖြူရွာမှလိုက်လံရှာဖွေရေးအဖွဲ့နှင့်အတူဒဏ်ရာများဖြင့်ထွက်ပြေးလွတ်မြောက်လာသောဦးစံဖေတို့စခန်းချရာနေရာသို့ပြန်လည်ရောက်ရှိလာကြသည်
ကန်းဆက်ဘေးတွင်မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့်ရွာသားများအားလုံးအော်အန်သူကအန်ကြောက်လန့်တကြားအော်ဟစ်သူကအော်ဟစ်ကုန်ကြသည်တောလိုက်ထွက်ခဲ့သောလူငယ်11ယောက်လုံးသည်တယောက်ကိုတယောက်ရဲရဲဆက်ဆက်တပ်ဖြတ်ထားသည့်ဒဏ်ရာများဖြင့်သွေးအိုင်ထဲတွင်အသက်မဲ့စွာလဲကျနေကြပြီဖြစ်သည်အချို့မှာတနက်ဒဏ်ရာများဖြင့်အချို့မှာလယ်ပင်ကိုဓားဖြင့်ခုတ်ခံထားရသည့်ဒဏ်ရာများဖြင့်သေဆုံးနေကြခြင်းဖြစ်သည်ထူးဆန်းသည်မှာမိုးဆိုးလူငယ်များချက်ပြုတ်စားတောက်ခဲ့ကြသောမိဘုံဘေးရှိအိုးခွက်များထဲတွင်မြည်သည့်သားကောင်သားများမရှိဘဲလူသေး၏အယိုးစုဟောင်းကြီးများနှင့်သွေးပုပ်များသာပြည့်ရှံနေသည်ကိုတွေ့ရှိရခြင်းပင်ဖြစ်သည်ရွာမှတက်ကြီးဝါကြီးအဖိုးအဖွားများ၏အဆိုအရထိုမူဆိုးလူငယ်များသည်တောနက်ထဲတွင်ရှိသောဝိညာဉ်ဆိုးများပိတ္တာများ၏လှည့်စားမှုကိုခံလိုက်ရခြင်းဖြစ်သည်ဟုဆိုသည်ဝိညာဉ်ဆိုးများသည်လူသေးရိုးများကိုအသားအဖြစ်မျက်လှည့်ပြကျွေးမွေးကာလူငယ်များ၏စိတ်ကိုယူသွေးသွားအောင်ပြုစားပြီးအချင်းချင်းပြန်လည်တက်ဖြတ်မိအောင်ဖန်တီးခဲ့ခြင်းဖြစ်သည်ထိုဖြစ်ရဆိုးကြီးဖြစ်ပွားပြီးနောက်ပိုင်းတွင်စင်ဖြူရွာမှလူငယ်11ယောက်၏ရုပ်အလောင်းများကိုရွာသို့ပြန်သည်ကတင်ကြိုပေးခဲ့ကြသည်သို့တော်လည်းထိုညမှစ၍စင်ဖြူရွာသည်ဘယ်သောအခါမှမအေးချမ်းတော့ချေညဘက်သကောင်ရန်အချိန်ရောက်တိုင်းရွာအနောက်ဘက်တောနက်ကြီးဘက်မှနေ၍တနက်တန်တဒုံလုံးများနှင့်အတူဒဏ်ရာဝေဒနာခံစားနေရသောလူငယ်11ယောက်၏အော်ဟစ်ငိုကြွေးတံကျိန်ဆဲတံများကိုလေထဲတွင်ပဲ့တင်ထက်လျက်ကြားရတတ်သည်ရွာသူရွာသားများသည်လည်းညဘက်တွင်အိမ်ပြင်သို့လုံးဝမထွက်ရဲကြတော့ဘဲထိုအဖြစ်ပြက်ဆိုးကြီးကိုယနေ့တိုင်ခြောက်ခြားဖွယ်ရာပြောဆောင်မှတ်ပြုနေကြပါတော့သည်ဗျာ